ဒီကောင်မလေးကသူ့စပင်တွေကအပြစ်ပြောစရာမရှိအောင်လှမနေသူကြိတ်ကြိတ်နေတဲ့သူကသူ့ကိုဘယ်တော့မှသတိထားမိမှာမဟုတ်ဘူးလို့ကိုယုံကြည်နေခဲ့တာပါဒါကြောင့်မလို့သူ့ရဲ့လက်ကောက်နေတဲ့စပင်တွေကိုနီလန်ပေါင်းစုံသုံးပြီးဖြောင်းပစ်ဖို့ကိုပဲအတန်စူးစမ်းပါတော့တယ်သူတက်နိုင်သမျှအကုန်စူးစမ်းကြည့်ခဲ့ပေမဲ့စပင်တွေကသူ့လိုချင်တဲ့ပုံစံမျိုးဘယ်တော့မှဖြစ်မလာခဲ့ပါဘူးအဲ့ဒီလိုနဲ့တနေ့မှာတော့သူအတန်းထဲမှာထိုင်နေတော့သူ့တငယ်ချင်းကအပြေးလွှားရောက်လာပြီးလီဆာကသူ့စပင်တွေကိုအပြေးအပိုင်ဖြောင်းလိုက်ပြီးဆိုတဲ့အကြောင်းလာပြောပြပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့ခဏမှမင်းသူကလီဆာတို့အတန်းစီကိုအပြေးလေးတွားကြည့်ပါတော့တယ်လီဆာရဲ့တစိုးလိုဖြောင်းစင်းနေတဲ့စပင်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူအံ့ဩလို့ပါစက်တောင်မစီနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်လီဆာကရည်ရင်းနဲ့ငါကတော့မောဆန်နဲ့စပင်ဖြောင်းစင်းနဲ့လှုပ်ထားတာလေရိုးရိုးစီမဟုတ်ဘူးနော်စိုးတစ်မျိုးလုံးမှာအကောင်းဆုံးပဲလို့ပြောလိုက်ပါတယ်ဒီကောင်မလေးလည်းချက်ချင်းပဲအဲ့ဒီဆိုင်လိပ်စာကိုမေးလိုက်ပါတော့တယ်ဒါပေမဲ့ကုန်ကျစရိတ်ကဒေါ်လာ2000တောင်ရှိတယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့သူဘာစကားမှတော့မပြောနိုင်တော့ပါဘူးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူစုထားသမျှပတ်စံလေးတွေကိုအကုန်ထုတ်ပြီးတွက်ကြည့်ပါတော့တယ်ဒါပေမဲ့အကုန်ရေတွက်ကြည့်လိုက်တော့ဒေါ်လာ1000တောင်မပြည့်တာကိုတွေ့လိုက်ရပါတယ်သူမှတ်ခဲ့တဲ့အိမ်မက်တွေကစပင်မျိုးကတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ဘူးဆိုတာကိုသူစပြီးလက်ခံလိုက်ရပါပြီအဲ့ဒီချိန်မှာပဲကံကောင်းချင်တော့သူအမြဲတမ်းစိတ်ကူးရင်နေခဲ့တဲ့အဲ့ဒီစပင်ညက်ဆိုင်ကသူ့အတန်းပေါ်တယောက်ရဲ့အမိပိုင်နဲ့ဆိုင်ဖြစ်နေခဲ့တာပါနောက်တစ်နေ့မှာဒီကောင်မလေးကသူ့အတန်းပေါ်နဲ့အတူစပင်ညက်ဆိုင်ကိုသွားတဲ့အခါဆိုင်ရှင်အန်တီကြီးကပြုံးပြီးငါသားချီတော့ကအခုထိမတတ်တာသေးဘူးကွယ်အဲ့ဒါညီးသားသူ့ကိုဂယူးစိုက်ပေးမယ်ဆိုရင်ညီးစပင်ကိုအလကားဖြောင်းပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့ကောင်မလေးရဲ့မျက်ဝန်းတွေကဝမ်းသာအားရနဲ့တောက်ပါသွားတာပေါ့အရင်ကဆိုကျောင်းကိုအမြဲတမ်းနောက်ကျမှရောက်တတ်တဲ့သူကအခုတော့ဒီကောင်လေးကိုသွားကြိုဖို့အတွက်မနေ့တိုင်းစောစောထနေပါပြီလမ်းတစ်လျှောက်မှာလဲသူ့ကိုတေချာဂယူးစိုက်ပြီးသလိုကျောင်းရောက်တဲ့အထိလဲသူ့အနာကနေမခွာပဲစောင့်ရှောက်ပေးခဲ့ပါတယ်ကျောင်းစင်း